Twitch အားလုံးပဲမိကြပါဒီနေ့ကမီယိုကခရိုမီထာဝါခုံပြမှာဖြစ်ပါတယ်ခုံပြပါနော်မလေးခရိုမီထာဝါပရိသတ်တော့ခုံစီချင်တယ်ပေါ့နော်ရောဘမရှိရောတိတ်မခေါ်ပြဖြစ်တာပါတော့ဖြစ်ပါတယ်နော်ကဲခရိုမီထာဝါကနည်းနည်းဖြစ်တဲ့ရွှေရောခရိုမီထာဝါလွယ်ပါတယ်ဒီအစီးကြောင်းနဲ့ခတ်ကဲဒီနေ့ကျရဲမီယိုကိုကြီးနဲ့ဒီတာဝါရတခုခုံပြပါမယ်အပေါ်တိစတော့ပါမယ်အမတာဝါရတရှိရပါတော့ကြည့်ရမှာရှင်နော်ကဲမလေးလွယ်ပတ်ချေပြလာရတော့မီယိုအင်းကြီးကမလဲရသေးဘူးခဏလာတီးခတ်ပြီးကြည့်ပေးကြပါလို့မီယိုတောင်းဆိုချင်ပါတယ်မီယိုအင်းကြီးရပါတော့မီယိုfree အင်းကြီးရမှာတော့ဘိုင်းကောင်းမလို့ရဆိုမီယိုအင်းရလိုင်းရပေါ့နော်လိုင်းရတစ်ခါတလေမှကောင်းတာမလို့တစ်ခါတလေမှဆက်ကြတာပါကျွန်တော်တို့ပါကဲကြည့်ပါအောင်ဒီကျယူချလို့မရဘူးတော့ထိလိုက်တာတွေးရှုပ်လေးခုံးမယ်လွယ်လေးနမ်နဲ့ပေါ့ညီမလေးနဲ့တာဝါခုံပြပေးမယ်ကိုကြီးနဲ့လည်းတာဝါခုံပေးကြမှာနော်ညီမလေးရဲ့အရိကာနဲ့လည်းခုံပြပေးပါမယ်ကဲတာပါမယ်ဖြစ်တော့ပါမယ်ရပါပြီတပါမယ်ဝေချိုးရဟာချိုးရလို့တော့ဘတ်ပါမယ်တမ်းဒေဘီပါပါမယ်ဒါခုံရောဘရလာမယ်တော့ဝင်ကပါရီတော့ကပါဖြစ်ပါနော်ဝေကပါနဲ့မရှိရှုံးမထင်အဟိုမဝတ်လာတမဝေကပါလည်းတော့ရောက်ပါပြီရောက်တော့ပါပြီနိုင်ပါပြီနောက်ဆုံးအချက်ချမအောက်ခုန်ချပါမယ်နောက်တစ်ခါထားဝိုင်းတော့ခုန်ပါမယ်တမ်းဆောင်ဘောပတ်တီဖီထားဝါခောက်ပါမယ်ထားဝါခတ် white black ပါနော်မဲအောင်နဲ့အဖြူရောင်ထားဝါခောက်ပါမယ်မကြည့်ကြပါအောင် black white ဒါနဲ့ဆောက်ရရပေါ့နော်အမဒီခက်ပြီး stop ပြီးကြပါလို့တောင်းဆိုနေပါတယ်ကဲခုတော့ပေါ့နော်ခုတော့ရပါတတာဒီထားပါကနည်းချမခေါ်ပြရမယ်